တေချောင်းဒီခန္ဓာကိုယ်တစ်ခုလုံးရဲ့ system တွေကကျွန်တော်ရဲ့ဒီအမိတ်ကိုသူနာခံနေတယ်ကျွန်တော်နာခံတဲ့အပိုင်းရှိတယ်သူ့ဘက်ဆိုလုံးနေတဲ့အပိုင်းတွေရှိတယ်ကျွန်တော်နဲ့မပတ်သက်နေဘူးအများစုပါလေကျွန်တော်တိယုံမတိယုံကျွန်တော်အရင်မပတ်သက်နေအဲ့တော့ဒီ energy ဒီခန္ဓာကိုယ်ရဲ့လေပတ်နေတဲ့အရာတွေဒီတွားနေတဲ့အရာတွေတခုကနောက်ကထိန်းချုပ်နေတဲ့ control တခုရှိနေတယ်ကျွန်တော်ခံစားရတာပေါ့နော်ကျွန်တော်လုပ်နေတာမဟုတ် control လုပ်ခံနေရတယ်ဆိုတဲ့အရာမျိုးသွေး PR တွေလေ PR တွေပြီးတော့ဒီနေကနေပြီးတော့ဒီနေအောင်ကြားရှိတဲ့ပမာဏတွေအရာလို့ကျွန်တော်ကြည့်မယ်ဆိုလူသက်ရှင်ဖို့အတွက်ကျွန်တော်တို့ကအဲ့လိုပါစံနဲ့အနေငယ်လောက်ပဲရှိတော့တခုခုချိုးရင်းသွားရင်ဆိုရင်တော့လူတွေအသက်မရှင်နိုင်တော့ဒါပေမဲ့အသက်ရှင်နေရဆိုတဲ့အရာကတိတိကျကျအသက်ရှင်နေဆိုတဲ့အရာကကျွန်တော်ဗယံဘတ်တာဖြစ်နေရမို့စလိုက်ပဲကျွန်တော် system တစ်ခုထဲမှာရှိနေတယ်ကျွန်တော်တို့ control တစ်ခုအောက်ထဲမှာကျွန်တော်ရှိနေတယ်ဆိုတဲ့အရာကိုကျွန်တော်ခံစားရတယ်ကျွန်တော်ကြည့်တာဟို energy မရှိဘဲနဲ့ကျွန်တော်တို့ဗယံဘတ်မလဲပတ်နိုင်အဲ့တော့ဆက်ကြောက်လိုက်ဒီကိုလေပတ်နေ energy ရောဘယံနေလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်စဉ်းစားတာဟို creator ပေါ့နော် transition ဟိုဘလိုပဲပြောပေါ့နော်ဟိုအသုံးလုံးပဲတော့နောက်ွယ်မှာရှိလို့ရှိနေနောက်ွယ်မှာရှိလို့နောက်ပြီးတော့တမတော်မြတ်ကတရားဟောတယ်ဒါတွေကိုဟိုသူလမ်းရှေ့ဆောင်လမ်းပြနေတယ်သူပြပြခဲ့တယ်ပေါ့နော်တမတော်စွာပါတွေကလိုက်ပြီးတော့ကြည့်ကြံတယ်ပေါ့တမတော်ပြောတာကိုစွာပါတွေလိုက်လို့တယ်ကျွန်တော်အဲ့လောက်ပဲကျွန်တော်သိတယ်အဲ့တော့ကျွန်တော်နောက်မှကျွန်တော်သိလိုက်ရတာဗါလဲဆိုလို့ရှိရင်တကယ်တမတော်မြတ်ကသူပြောလိုက်ရတယ်သူကအရင်လုပ်တယ်သူကျင်းဆောင်ပြီးတော့သူပြစွာပါတွေအဲ့တော့လိုက်လို့တယ်သူတရားဟောတာမဟုတ်ဘူးသွားတာကလုံးပြတယ်သူလုံးပြတာပေါ့နော်သူလုံးပြတဲ့အရာကိုလိုက်လို့တာကျွန်တော်ထင်တဲ့အရာအများကြီးဟိုမတူစက်ညမကြီးဖြစ်နေတယ်ပေါ့နော် بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم أما بعد မြန်မာဒါဝါစန္ဒာကအစီအစဉ်တင်ဆက်နေတဲ့မွတ်စလင်တက်လွင်တို့ဤအစီအစဉ်များဆိုတဲ့ကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ဒီမွတ်စလင်တက်လွင်တို့ဤအခက်အခဲအကျက်တဲတွေရင်ဆိုင်ကြုံတွေ့ရတာတွေသူတို့ရဲ့ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်ပေါ့နော်ကြုံခဲ့ရတာတွေကိုသိရှိနိုင်မှုအတွက်ရည်ရွယ်ချင်းတတ်တာဖြစ်ပြီးတော့မြည်သည့်ပုဂ္ဂိုလ်ကိုဖြစ်စေမြည်သည့်အဖွဲ့အစည်းကိုဖြစ်စေမြည်သည့်ယုံကြည်မှုတစ်ခုခုကိုဖြစ်စေထိခိုက်နေနာစေလို့တဲ့ဆန္ဒလုံးဝမရှိတဲ့အပြင်ကိုအဲ့လိုထိခိုက်နေနာစေတဲ့အပြောဆိုအသုံးအနှုန်းတွေကိုလည်းကျွန်တော်တို့ပြောဆိုသုံးနှုန်းမှာမဟုတ်ဘူးဆိုတာလေးကျွန်တော်တို့ကနဦးအနေနဲ့ပြောကြားလိုပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုစလိုက်ပါမယ်ဒီကနေ့ကျွန်တော်တို့ရဲ့အစီအစဉ်မှာလာရောက်ပြီးတော့မိမိရဲ့အတွေ့အကြုံတွေကိုပြောပြဖို့အတွက်ရောက်ရှိလာသူကတော့မုဟမ္မဒ်အလီဖြစ်ပါတယ်ညီလေးရေအခုလိုကိုရရဲ့အစီအစဉ်မှာလာပြီးတော့ပြောဖို့အတွက်ကိုပြောပြပေးဖို့အတွက်လက်ခံပေးတဲ့အတွက်ညီလေးကိုကျေးဇူးတင်ပါတယ်ညီလေးနဲ့တကွာအခုဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့သူတွေအားလုံးပေါ်ကိုလောရှမြတ်တခင်ရဲ့ထံတော်ဘာကနေငြိမ်းချမ်းသာရမှုအဖျားဖျားကြားရောက်ပါစေလို့လည်းဆုမွန်တော်ပြုပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူဝါလီကုဆလမ်ကျွန်တော်တို့ရဲ့ပထမဆုံးမေးခွန်းကတော့ညီလေးအနေနဲ့ဒီအစ္စလာမ်သာသနာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစပြီးတော့ကြားဘူးတာလဲဘယ်လိုစပြီးတော့သိတာလဲအဲ့ဒါလေးကိုနည်းနည်းလေးအရင်ပြောပြပေးပါခင်ဗျကျွန်တော်ဒီ10တန်းနဲ့ပေါ့နော်10တန်းနဲ့လောက်ကနေစပြီးတော့ကြားသိရတော့ဟိုသိတဲ့ပုံစံကြတော့တငယ်ချင်းတယောက်စီကနေကြားရတာပေါ့အဲ့လိုကျောင်းတက်နေနေကျွန်တော်ရင်ထဲကအဲ့လိုဆက်စုတယ်ပေါ့နော်အဲ့လိုပုံစံရှိတယ်ဆိုတော့တငယ်ချင်းနဲ့စကားပြန်လည်ပြောတယ်ပေါ့ဘာသာရေးတွေပါတယ်အဲ့ဒီကနေမှတစ်ဆင့်အစ္စလာမ်နဲ့ပတ်သက်တဲ့အကြောင်းအရာကျွန်တော်ကြားရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ပထမဆုံးအစ္စလာမ်သာသနာကိုစပြီးတော့လေ့လာတဲ့အချိန်ပေါ့နော်စပြီးတော့ကြားတဲ့အချိန်မှာစိတ်ထဲမှာဘယ်လိုမျိုးခံစားချက်မျိုးတွေဖြစ်ခဲ့လဲပြီးတော့ဘယ်လိုအတွေးမျိုးတွေစပြီးတော့ပေါ်ခဲ့လဲကျွန်တော်အစ္စလာမ်နဲ့ပတ်သက်ပြီးကြားတဲ့အချိန်မှာလေ့လာတဲ့အချိန်မှာကျတော့ကျွန်တော်အရင်ထင်ထားရင်လည်းမတူတဲ့အရာပေါ့နော်ပထမဆုံးအဲ့ဒါလုံးဝ surprise ဖြစ်တဲ့အရာပေါ့နော်ဟိုကျွန်တော်ဘာသာတရားဆိုတဲ့အရာတွေပေါ်မှာမြင်တဲ့အမြင်လည်းမတူတော့ဘူးပေါ့နော်ကွဲပြားတယ်ပထမဆုံးအနေနဲ့ကျွန်တော်သိရတော့ကျွန်တော်ရင်တော့သိရအမှားကြီးပဲအလွဲကြီးပဲပေါ့နော်အဲ့လိုသိရတယ်ပြီးတော့တော်တော်များများကျွန်တော်အမေကုန်းနေတယ်အဖြေရှိနေတယ်လို့လည်းခံစားရတယ်ကျွန်တော်ရတဲ့အဖြေတွေကိုလည်းစိတ်ကျင်တတ်တယ်ပေါ့နော်ကျင်တတ်တယ်ဆိုပြီးတော့ခံစားရတယ်ကျွန်တော်လူရဲ့အုံနောက်မှာကျတော့ကျွန်တော်ထင်ပါတော့လူရဲ့အုံနောက်မှာကျတော့အမားမှန်ကိုတစ်ခါကြလို့ရှိရင်ခွဲခြားပြီးသိတဲ့အရာအုံနောက်မှာအလိုလိုပါလာပြီးသားပုံစံမျိုးကျွန်တော်ထင်တယ်ဟိုအရက်တောက်တယ်ဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်ကောင်းတယ်ပေါ့နော်မူးတာကောင်းတယ်ဝယ်ပြီးကြိုက်တောက်တယ်ဘယ်လိုပဲပြောစိတ်ထဲမှာတော့ဒါအစင်မပြေတဲ့တစ်ခုဆိုတာတော့လက်ခံထားတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တချို့အရာတန်တရားဝင်နေတာတွေအစင်မပြေတာတွေခံစားမှုတွေရှိတယ်ပေါ့အဲ့လိုအဖြေတွေနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ထဲမှာအဲ့လိုအရန်တိကျပြီးတော့လေစိတ်ထဲအစင်ပြေသွားတဲ့အဖြေတွေခံစားတယ်
မှန်နေဆိုတဲ့အရာမျိုးပေါ့နော်အဲ့လိုမျိုးအဖြေတွေကျွန်တော်ရတယ်ဒါကျွန်တော်လင်းနာနေတဲ့အချိန်မှာကျွန်တော်ဖြစ်တဲ့အရာပေါ့နော်တငယ်ချင်းနဲ့ကျွန်တော်ဆွေးနွေးတဲ့အချိန်မှာလည်းသူပြောတဲ့ဖြေတဲ့သဘောကျတယ်ပေါ့နော်ဒါပေမဲ့ပွင့်နေတော့သူကအစာပိုင်းတော့ကျွန်တော်လက်မခံဆိုမှန်တာကျွန်တော်တိတ်လက်မခံခြင်းပေါ့နော်မင်းမှန်တရားမင်းလည်းဆိုင်ငါတဲ့ဆိုင်တော့ငါတိုင်းနားထောင်ပြီးတယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့ပဲကျွန်တော်နားထောင်တာပေါ့ဒါပေမဲ့ကြာလာတော့အနေထိုင်လာတယ်ပေါ့နော်စိတ်ထဲမှာအဲ့လိုတည်တဲ့အရာတွေကmemory အနေနဲ့ပဲအုံနောက်ထဲမှာရှိရဆိုပေမဲ့အကြောင်းရတိုက်ဆိုင်လို့တစ်ခုပြလို့ရှိရင်အဲ့အလုပ်လုပ်ထားတယ်ပေါ့နော်အဲ့လိုခံစားရတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်စာအုပ်တွေဖတ်တယ်ပေါ့နော်အမန်ကစားရီရဲ့စာအုပ်တွေကျွန်တော်ဖတ်တဲ့ချိန်မှာလည်းအရန်ထူးဆန်းတယ်ပေါ့နော်သူကသူရေးရတဲ့ຢာတွေဖတ်လို့ရှိရင်ကိုယ့်အကြောင်းသိပြီးရေးနေတဲ့ပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာရှိနေအဲ့လိုခံစားချက်တွေအဲ့ဒါသူသိနေတယ်လို့ထင်တယ်ပြီးတော့ကိုယ်ဆက်မေးမဲ့မေးခွန်းတွေတောင်မှပဲဆိုတော့တစ်ခါဖြေသွားတဲ့ပုံစံမျိုးတွေသွားရေးထားတာဆိုတော့လေအဲ့လိုမျိုးလေးလို့ရှိတယ်မာရှာလာဆိုတော့ခုနအီမမ်ဂဇာလီရဲ့စာအုပ်ကိုဖတ်ဖြစ်ခဲ့တယ်လို့ပြောတယ်အဲ့လိုမျိုးပဲဒီအစ္စလာမ်ဘာသာကိုစပြီးတော့ပို့ပြီးတော့သိလာတဲ့အချိန်ပေါ့နော်ညီလေးဖတ်နေတယ်လေ့လာနေအဲ့လိုအချိန်မှာဆိုတော့ဘယ်လိုမျိုးလူပုဂ္ဂိုလ်တွေဒါမှမဟုတ်ရင်ဘယ်လိုမျိုးစာအုပ်တွေထပ်ပြီးတော့လို့လေ့လာဖြစ်တာပါလားမျိုးရှိတယ်လားအဲ့တော့စာအုပ်တွေတော့ဖတ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အားနေချက်ကအဲ့လိုအာရဘီနဲ့ရန်ဝေးတယ်ပေါ့နော်အဲ့တော့ချို့အသုံးတော့ဆရာတွေရဲ့နာမည်ကျွန်တော်တကယ်ပဲမမှတ်မိဒါလည်းကျွန်တော် online ပြီးတော့ရှာပြီးထားပြီးကျွန်တော်ဖတ်တာကြီးရှိတယ်ဥမာလို့ကြားတယ်မတဲ့စာအုပ်တွေပေါ့နော်ကျွန်တော်စိတ်ဝင်စားလို့အဲ့လိုဖတ်တာလေးရှိတယ်အလွယ်တာတော့ဒီ YouTube ကနေပြီးတော့နားထောင်တဲ့အားလေးရောလွယ်တယ်ပေါ့နော်မတင်နိုရာအဲ့တရားတွေနောက်ရောမူတီအစ္စမာအီရဲ့တရားတွေနောက်ရောမူတီဆိုဟိုက်ပေါ့နော်သူ့ရဲ့ဘယံတွေပေါ့အဲ့ဒါရောကျွန်တော်နားထောင်ဖြစ်တယ်ပေါ့နော်အဲ့ရနေလည်းတိရည်လည်းအများကြီးရှိတယ်ဟုတ်ကဲ့မာရှာလာဆိုတော့လေအခုညီလေးအဲ့လိုမျိုးလေ့လာတယ်ပို့ပြီးတော့သိလာတယ်ခုနကလည်းစာအုပ်တွေဖတ်တဲ့အခါမှာကိုမေးချင်တဲ့မေးခွန်းကမေးစရာမလိုဘဲနဲ့အဖြေတွေတွေ့တယ်ပြီးတော့တဖြည်းဖြည်းနဲ့လက်ခံလာတယ်ပေါ့အဲ့တော့ညီလေးလို့တဖြည်းဖြည်းနဲ့ဒီလိုမျိုးအစ္စလာမ်သာသနာကိုမိမိရဲ့သာသနာဖြစ်လက်ခံလာတဲ့အခါမှာမိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့အမျိုးဆွေမျိုးတခါမဟုတ်လည်းမိသားစုသို့မဟုတ်လည်းအပေါင်းဖော်တငယ်ချင်းတွေပေါ့နော်စသဖြင့်မိမိပတ်ဝန်းကျင်မှာမိမိနဲ့ဆက်သွယ်မှုရှိနေတဲ့သူတွေရဲ့သုံးပြန်မှုပေါ့နော်သုံးပြန်မှုအဲ့ဒါကဘယ်လိုမျိုးရှိခဲ့လဲအဲ့ဒါလေးလည်းနည်းနည်းပြောပြပေးပါအပွင့်နေဆုံးပြောရင်တော့ကျွန်တော်တို့အခက်အခဲဆုံးအပိုင်းတော့နော်အရန်ခက်ခဲတော့စပြီးတော့ကျွန်တော်စပြီးတိနားလေတဲ့အချိန်လေးလာနေတဲ့အချိန်မှာနေကျွန်တော်မိဘတိတ်သဘောမချဘူးပေါ့နော်ဘာလို့အဲ့လိုလေးလာနေရလဲဆိုတဲ့ပုံစံမျိုးရှိတော့ပြီးကိုယ့်ကိုယ်လည်းမရက်တည်နိုင်သေးတဲ့လူငယ်တဲ့ဖြစ်တာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ခံစားရတာပေါ့နော်အဲ့လိုဘာသာတရားဆိုတဲ့ကိစ္စကကိုယ်ယုံကြည်မှုနဲ့ဆိုင်နေပေါ့နော်နှလုံးသားထဲမှာကိုယ်ယုံကြည်ရတဲ့ဆိုင်နေပေါ့ဥပမာဘယ်လိုပြောမလဲကျွန်တော်စာအုပ်ဖတ်ကြသဘောကျတယ်ပဲပြီးကျွန်တော်ဘယ်လိုမျိုးအခုနှစ်သက်တဲ့အစားအစာရှိတယ်ပဲဖြစ်ပါတော့အဲကျွန်တော်လူတိုင်းလိုက်ပြောပြနေကြတော့မလိုဘူးလို့ထင်တယ်ဒါအဲ့လိုပုံစံမျိုးကျွန်တော်ခံစားရတော့လေကျွန်တော်ဘာသာတရားကျွန်တော်ယုံကြည်တဲ့အရာကိုနောက်ပိုင်းကျွန်တော်အရင်မပြောပြတော့ဘူးပေါ့နော်မပြောပြဆိုတာအဲ့လိုကိုယ့်ဘာကိုယ်ပဲဟာဖြစ်တယ်ပေါ့တခြားသူတွေလည်းအရင်မပြောတော့ကျွန်တော်ပြောခဲ့တဲ့အခါတွေလည်းရှိတယ်negative တွေလည်းရှိတယ်အဆင်မပြေတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့သူတို့အတွက်လည်းအဆင်မပြေဘူးကိုယ့်အတွက်လည်းအဆင်မပြေဘူးအဲ့တော့အဆင်မပြေတဲ့အရာကြီးတခုကိုကျွန်တော်လိုက်ပြီးတော့မညှိယူခြင်းဘူးပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ကိုယ်တိုင်ကလည်းဒီ knowledge နဲ့ပတ်သက်တဲ့အပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်စကားပြောဖို့တော့လည်းအများကြီးလိုအပ်တယ်ပေါ့နော်ကိုယ်တိုင်ဘာမှမဟုတ်တဲ့ပုံစံမျိုးမှာတခြားသူကိုလိုက်ပြောရတဲ့ဆိုလို့ရှိရင်ကိုပို့ပြီးတော့landing လုပ်ပြီးတော့ကိုပို့ပြီးတော့ပြောင်းလဲကြိုးစားခြင်းလဲပေါ့နော်ကျွန်တော်ကိုယ်တိုင်အမားတွေမတိတာတွေရောအများများတယ်ကိုယ်တိုင်မထိနိုင်သေးတဲ့ຢာတွေလည်းများတယ်ကျူးလွန်နေတဲ့ခွန်နိုင်တွေရှိတယ်အဲ့ဒါတွေကိုပဲကျွန်တော်ကိုယ်တည်းကလုံးနဲ့ချတယ်လိုက်နေတဲ့ကာလာပေါ့နော်ကိုယ်မှကိုယ်နဲ့ဆိုဂုံကြီးစဘာမှမရှိနေဘူးပေါ့နော်အဲ့ဂုံကြီးစဘာမှမရှိနေတဲ့အချိန်တွေမျိုးမှာတခြားသူတွေရှေ့မှာလည်းကျွန်တော်ဂုံယူပြီးလည်းမပြောနိုင်သလိုကျွန်တော်အဲ့လောက်ထိအင်အားမရှိပါဘူးအဲ့အတွက်ကျွန်တော်အနေနဲ့ကြတော့ဟိုလိုမိသားစုတွေတငယ်ချင်းတိုင်းဝိုင်းနေနဲ့ထက်ကိုယ့်ဘက်ကိုပဲအကိစ္စကိုပို့ပြီးတော့ရုန်းကန်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ဆိုတော့ညီလေးအစ္စလာမ်သာသနာကိုစပြီးတော့တည်တဲ့အချိန်စပြီးတော့ကြားတဲ့အချိန်ပေါ့နော်အဲ့ဒီကဘယ်နှခုနှစ်လောက်ဖြစ်မလဲပြီးတော့ကြားထဲမှာအချိန်ဘယ်လောက်လောက်ကြာပြီးတဲ့နောက်တနည်းအားဖြင့်ပြောဘယ်နှခုနှစ်လောက်မှညီလေးအစ္စလာမ်သာသနာဝင်ဖြစ်ရှာဟဒတ်ယူခဲ့တယ်ပေါ့နော်အီမန်ယူခဲ့တယ်အဲ့ဒီကလေးနည်းနည်းအချိန်ကာလလေးပြောပြပေးပါကျွန်တော်ဆိုခေါင်းမာတယ်ဆိုအချိန်ကတော်တော်ကြာတော့ကျွန်တော်စနစ်ပြောတဲ့10နိုင်လောက်မှာကျွန်တော်တို့
ကြားတယ်ကျွန်တော်သိတယ်ကျွန်တော်ယုံကြည်လာလေးတော့ရှိတာပေါ့နော်ဘယ်လိုယုံကြည်လာလဲဆိုလို့ရှိရင်တော့ဒီကျွန်တော်အခုတက်ရှင်နေတဲ့ဒီကဘာကြီးပေါ့နော်စကြောက်လာကြီးမှာအရာလုံးကစီးစနစ်ကြဖြစ်နေတာပေါ့နော်စစ်စတန်ကြဖြစ်နေတယ်ဆိုတဲ့အရာလို့ဗယံပတ်တာဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးဟိုစီးစနစ်ကြသူ့ဟာနဲ့သူဖြစ်တဲ့လို့ဖြစ်လာတဲ့အရာကြီးပဲကျွန်တော်ယုံတိလာတယ်ပေါ့နော်နားလေလာကျွန်တော်အဲ့လောက်ပဲပေါ့နော်ကျွန်တော်နားလေတယ်ဒါပေမဲ့နောက်ကြလာတော့ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်နည်းနည်းဝေးသွားတယ်ကျွန်တော်10တိုင်းကြာတယ်ပေါ့နော်အဲ့လိုဖြစ်တယ်ကျွန်တော်ကအရင်ကတချင်းဆိုတော့ရောဝါသနာပါပေါ့နော်ဟို red တချင်းကျွန်တော်ကြိုက်တယ်ဘာညာတော့ကျွန်တော်တချင်းဘက်ကိုအားရောက်တယ်ကျွန်တော်တချင်းတွေလုံးမဲ့ဘာညာတော့ကျွန်တော်စောင်းပြန်ပြေးဖို့ရတယ်လည်းကျွန်တော်အရင်မတွေးမိဘူးအဲ့တော့ PPT တွေလည်းဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောင်းလဲလာနောက်တစ်ခုကကျွန်တော်10တန်းကြာနေနေမှာကျွန်တော်တငယ်ချင်းကျွန်တော်ခိုင်းပြန်ခေါ်မယ်ပေါ့စာတော်တယ်ဘာညာဆိုတငယ်ချင်းကျွန်တော်တို့ကစကားပိုစာတို့ကပိုစင်ပြီးဆိုပြီးကျွန်တော်အိမ်ကိုပြောပြီးတငယ်ချင်းကိုခေါ်ပြီးကျွန်တော်အဲ့လိုစာလုပ်ပြတယ်ကျွန်တော်လည်းရင်ထဲကကျွန်တော်ဆက်စုတယ်အရန်တွေးတယ်ပေါ့နော်အရန်တွေးရဲသူဆိုတော့သူနဲ့အကိစ္စကြီးဆွေးနွေးပြတယ်ကျွန်တော်စိတ်တက်ကြတူကျွန်တော်ဖြစ်တဲ့အရာရှိတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးကျွန်တော်ပို့ပြီးတော့ပြောပြတယ်ပေါ့နော်အဲ့လိုပြောပြတာကနေတစ်ဆင့်ကျွန်တော်ပထမဆုံးယုံကြည်လာတဲ့အရာကတော့ဒီဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်စပြီးတော့ယုံကြည်လာတယ်အဲ့ဒါလည်းကျွန်တော်ယုံကြည်လာတဲ့အရာတွေကျွန်တော်ခိုင်ပါတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထိန်းချုပ်နေတာမဟုတ်ဘူးလို့ကျွန်တော်ခံစားဘယ်လိုပြောရမလဲဆိုကျွန်တော်ရဲ့စိတ်ကနေပြီးတော့အမိန်ပေးနေရောခန္ဓာကိုယ်ကအလုပ်လုပ်နေတာပေါ့ဘောကျွန်တော်လက်ကိုမြောက်မယ်တခုခုယူမယ်ဆိုရင်တော့ကျွန်တော်ဘယ်လောက်ဒီဂရီမြောက်ပြီးတော့ဘယ်လောက်အင်အားသုံးပြီးတော့ DPC ကိုဘယ်လိုကိုင်မယ်ဆိုကျွန်တော်အမှန်တိုင်းပြောရတော့ကျွန်တော်လုံးမလုံးကျွန်တော်ဒါလိုချင်တယ်ဆိုတဲ့စိတ်ကနေပြီးတော့ခန္ဓာကိုယ်ကအော်တိုဘိုက်လုပ်နေတဲ့ပုံစံမျိုးပေါ့နော်ဘိုက်ထဲမှာရှိတဲ့ဒီခန္ဓာကိုယ်တွင်း clear ရပါတယ်ဆိုလို့ရှိရင်ကျွန်တော်မသိမမြင်အောင်သူ့ဘက်သူလုံးနေတာပေါ့နော် function တွေကဒီကြောင့်ဒီခန္ဓာကိုယ်တစ်ခုလုံးရဲ့ system တွေကကျွန်တော်ရဲ့ဒီအမိတ်ကိုသူနာခံနေတယ်ကျွန်တော်နာခံတဲ့အပိုင်းရှိတယ်သူ့ဘက်သူလုံးနေတဲ့အပိုင်းတွေရှိတယ်ကျွန်တော်နဲ့မပတ်သက်နေဘူးအများစုကလေကျွန်တော်တိယုံမတိယုံကျွန်တော်အရင်မပတ်သက်နေအဲ့တော့ဒီ energy ဒီခန္ဓာကိုယ်ရဲ့လေပတ်နေတဲ့အရာတွေဒီတွားနေတဲ့အရာတွေတခုကနောက်ကထိန်းချုပ်နေတဲ့ control တခုရှိနေတယ်ကျွန်တော်ခံစားရတာပေါ့နော်ကျွန်တော်လုပ်နေတာမဟုတ် control လုပ်ခံနေရတယ်ဆိုတဲ့အရာမျိုးနောက်ထပ်ဒီကျွန်တော် science နဲ့ပတ်သက်ကျွန်တော်အများကြီးသိရအောင်မဟုတ်ဘူးကျွန်တော်အထင်မြင်လောက်ပဲပေါ့နော်သွေး PR တွေလေး PR တွေပြီးတော့ဒီနေကနေပြီးတော့ဒီနေအောင်ကြားရှိတဲ့ပမာဏတွေအရာလို့ကျွန်တော်ကြည့်မယ်ဆိုလူသက်ရှင်ဖို့အတွက်ကျွန်တော်တို့ကအဲ့လိုပါစံနဲ့အနေငယ်လောက်ပဲရှိတော့တခုခုချိုးရင်းသွားရင်ဆိုရင်တော့လူတွေအသက်မရှင်နိုင်တော့ဒါပေမဲ့အသက်ရှင်နေရဆိုတဲ့အရာကတိတိကျကျအသက်ရှင်နေဆိုတဲ့အရာကကျွန်တော်ဗယံပတ်တာဖြစ်နေရမို့စလိုက်ပဲကျွန်တော် system တစ်ခုထဲမှာရှိနေတယ်ကျွန်တော်တို့ control တစ်ခုအောက်ထဲမှာကျွန်တော်ရှိနေတယ်ဆိုတဲ့အရာကိုကျွန်တော်ခံစားရတယ်နောက်တော့ကားဆိုလို့ရှိရင်လည်းဒီ energy ရှိမှမောင်းလို့ရတယ်ကျွန်တော် energy ဆိုတဲ့အရာကျွန်တော်အရင်လိုအပ်တယ်ပေါ့နော်ဒီစက်ကြောင်ရမှာလည်း energy ကိုလိုအပ်တယ်ကျွန်တော်ကတော့ဘာမှသိတယ်ဆိုရင်ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော် ID နဲ့ပတ်သက်ကျွန်တော်တက်တယ်ပေါ့တက်နေချက်မှာကျွန်တော်ကလေးဘွားပေါ့နော်ကျွန်တော်တငယ်ချင်းတော့စကားပြောပြတယ်သူကIron Man စုကိုသူရန်တော့ကြတယ်ပေါ့ဒါပေမဲ့အဲ့မှာရေးကြီးဆုံးက energy အဲ့ဒီတစ်ခုလုံးရဲ့ဟောပြင်မဲ့ energy အဓိကပဲကျွန်တော်ကြည့်တာenergy မရှိဘဲနဲ့ကျွန်တော်တို့ဘယ်မှမလဲပတ်နိုင်အဲ့တော့စကြောက်လိုက်ဒီခုလုံးလေပတ်နေတဲ့ energy ရောဘယ်ကနေလာလဲပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်စဉ်းစားတာcreator ပေါ့နော် transition ဘလိုပဲပြောပေါ့နော်အသုံးလုံးပဲတော့နောက်ွယ်မှာရှိလို့ရှိနေနောက်ွယ်မှာရှိလို့ရှိနေတဘာလည်းပဲဖြစ်ဘနာပဲဖြစ်ပေါ့နော်အစားကကျွန်တော် energy တခုကကျွန်တော်နောက်ွယ်မှာရှိလို့ရှိနေဆိုတဲ့အရာကိုကျွန်တော်ယုံကြည်တယ်ကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့ transition ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံး transition ကျွန်တော်ယုံကြည်တယ်အဲ့ကျွန်တော်အဲ့လောက်ပဲပေါ့နော်သူနဲ့ကျွန်တော်နဲ့စကားတငယ်ချင်းနဲ့ကျွန်တော်ပြန်တွေ့စကားပြောနေချိန်မှာကျွန်တော်အဲ့လောက်ပဲဒါပေမဲ့ကျွန်တော်နောက်တစ်ခုယုံကြည်တာကတော့ဒီပထမဦးဆုံးပေါ့နော်အာရန်ကမ္မနော်အာရန်ကနေစပြီးတော့တမန်တော်မောင်မက်ဆလာလာဟ်ဆိုတဲ့ဒီတမန်တော်တွေရှိတယ်ကျွန်တော်အရင်တော့ကျတော့ဘာသာတရားမှာဒီဘာသာကြီးကောင်းဆောင်ကသူတော်ကောင်းဆိုလို့ရှိရင်နောက်ဘာသာကြီးကောင်းဆောင်အလိန်နာဘာလဲပေါ့နော်ကျွန်တော်မသိဘူးဒါပေမဲ့သူပြောရလဲကောင်းနေပြီပေါ့နော်အဲ့လိုဘာသာရေးဒီကိုလုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်အပွင့်လေးဆုံးတော့အကုန်လုံးကောင်းနေပြီပဲပေါ့နော်ဒီတခြားဝေဖန်တိုက်ခိုက်တာတွေပဲပြီးတယောက်နဲ့တိုက်ခိုက်နေတဲ့အရာတွေအကုန်လုံးကကာချာတွေပေါ်မှာဆိုတိုက်ခိုက်နေရိုးရရင်ကြီးမှုတွေပေါ်တိုက်ခိုက်နေကြအဆင်မပြေဆိုတော့ဘာသာတရားတွေအနှစ်သာရကိုကြည့်မယ်ဆိုရှင်အများကြီးဆိုကောင်းတာတွေပဲအဲ့ဘာသာတစ်ခုကကောင်းနေဆိုရင်နောက်ဘာသာမှားနေရလားကျွန်တော်အတွေးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့အဖြေပေါ့နော်တမန်တော်အားနဲ့စပြီးတော့ဒီတမန်တော်အလားတမန်တော်တွေလွတ်တယ်လူတွေကိုစုံမဒါပေမဲ့လူတွေရဲ့ဒီ
ပြုပြင်ပြောင်းလဲမှုတွေဒီဘာသာရေးပေါ်မှာသူတို့ပြောင်းလဲလိုက်တဲ့ပုံမှာအထင်မြင်တွေမှားသွားတယ်ဆိုတဲ့ပုံစံမျိုးတွေအဒီတွေပါလာတယ်ဆိုတဲ့အရာမျိုးတွေပေါ့အဲကျွန်တော်တို့အကိစ္စကလေဒီကျွန်တော်တငယ်ချင်းတော့ကျွန်တော်စကားပြောလိုက်မယ်ဆိုတော့ကျွန်တော်တငယ်ချင်းနောက်တစ်ယောက်ကိုအဲ့စကားပြန်ပြောမယ်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်း tones တွေ voice တွေ message ကတော့မရောက်ဘူးဒီကြောက်ကွဲပြားသွားတယ်ပေါ့နော်အဲ့တော့ဒါနဲ့ဖြစ်နိုင်ရှိတဲ့ပုံမှန်တာပဲလေအဲ့တော့ကျွန်တော်လက်ခံလို့ရတယ်အဲ့တော့ terminology ရှိတယ်ဆိုတော့ကျွန်တော်လက်ခံတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပထမဆုံးလက်ခံတဲ့စိတ်ပိုင်းကအဲ့လောက်မှနေချက်သွားပြီဒါပေမဲ့အဲ့ကိစ္စလောက်ပဲရသွားရဆိုတော့ကျွန်တော်အနေနဲ့လည်းထပ်ပြီးတော့တိလည်းမသိချင်ဘူးကျွန်တော်သိချင်တာကကျွန်တော်ရန်စိတ်ညစ်တဲ့ချိန်ကြလို့ရှိရင်ကျွန်တော်ပြောတဲ့အရာကိုနားထောင်နေသူတယောက်ရှိတယ်ပေါ့နော်ကျွန်တော်သူ့ပြောလို့ရတယ်တော့ကျွန်တော်ပြောသူနားထောင်ပြီးမှပဲကျွန်တော်အဲ့လောက်ပဲကျွန်တော်ခံစားမိတယ်ဒါပေမဲ့ကျွန်တော်တကယ်ကျွန်တော်မဘာပြောလဲဆိုတော့အမှန်မင်းအဲ့လိုအကုန်လုံးမင်းခဏစိတ်တရားနဲ့ရှော့ချလိုက်ပြီးလို့ရှိရင်အမှန်တရားမှသာပိုင်ရှင်ရှိလို့ရှိရင်အဲ့အမှန်တရားပိုင်ရှင်ကိုအမှန်တရားပေးဖို့အတွက်မဆူတောင်းကြည့်ပေါ့ကျွန်တော်လို့ပြောချင်မှာကျွန်တော်ဘောစာပြမှာချင်းချင်းဖြစ်စေတဲ့အရာပဲပေါ့နော်ကျွန်တော်အမှဘယ်လိုပြောလဲဆိုရှင်လုံးကြည့်ခြင်းတယ်အဲ့တော့စိုင်းကြည့်ခြင်းတယ်ဆိုတော့အမှန်တရားရှိတာကျွန်တော်အမှန်တရားတောင်းတာကျွန်တော်အမှားတောင်းတာမဟုတ်ဘူးလေဒါကျွန်တော်တို့ဘေးဥပဲလည်းမဖြစ်ဘူးဒါကျွန်တော်တို့ ACC ပေါ့ဘာလို့ရတဲ့ကိစ္စတခုပဲအကယ်ထားပါတော့အမှန်တရားပိုင်ရှင်မရှိဆိုတော့ကျွန်တော်ရှိမှမတုတ်ရအောင်မဟုတ်ဘူးလေအဲ့လိုမျိုးဆိုတော့ဒါကျွန်တော်တို့လွယ်တဲ့ຢာဆိုတော့ကျွန်တော်လုပ်မယ်ပေါ့ကျွန်တော်စမ်းတယ်ကျွန်တော်ပြောကြည့်တယ်အဲ့ဒီရပိုင်းအတွင်းမှာကျွန်တော်အများကြီးပြောင်းလဲသွားတယ်လို့ခံစားတယ်ကျွန်တော်ငယ်ကျွန်တော်ရင်းနဲ့တိတာတဲ့ຢာတွေအဲ့လိုဆိုတော့ memory တွေထားရအလုပ်လုပ်လာတော့မနော်အဲ့ဒီတော့နားထောင်ခဲ့တဲ့ပုံစံမျိုးနဲ့ကျွန်တော်မတူတော့ကျွန်တော်လုံးဝလက်ခံလာတဲ့ပုံစံမျိုးခံစားရတယ်နောက်တစ်ခုရှိသေးတာကကျွန်တော်အဲ့ဒီရှိမှာကျွန်တော်တို့ magic ပေါ့လို့ပြောအောက်လန်းထက်လန်းအဲ့လိုပြီးတော့ကျွန်တော်ရန်စိတ်ဝင်စားတယ်ပေါ့နော်ကျွန်တော်အဲ့အရာတွေလည်းလေးလာကြည့်တယ်ဆက်လိုက်ပြောတဲ့ energy ပေါ့နော်အဲ့တော့တခုခုကိုကျွန်တော်တို့ဒီမှာလုပ်မယ်ဆို energy လိုအပ်တယ်အရာတော့မှ energy လိုအပ်တယ်ပေါ့နော်အဲ့ကျွန်တော်သိကျွန်တော်အဲ့လိုအစွမ်းနေလိုချင်တယ်ပေါ့နော်ကျွန်တော်အစွမ်းနေလိုချင်တော့လေးလာတယ်ကျွန်တော်အဲ့လေးချင်းလို့ရမှာကျွန်တော်စမ်းကြည့်တယ်အဲ့ကျွန်တော်ခဏကိစ္စကိုကျွန်တော်ယုံကြည်နေတဲ့ဘက်မှာကျွန်တော်သိသွားတာကဒါတွေအားလုံးကဒါဒီဖန်ဆင်းရှင်ကြီးကနေဒါမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တေးသေးမွားမွားကြီးတွေကနေတိုက်လုပ်ပြီးတော့ရတဲ့အရာကျွန်တော်တို့အထိပ္ပယ်မရှိနိုင်ဘူးပေါ့နော်ပြီးတော့လို့ဖန်ဆင်းရှင်တော့မကြိုက်ဘူးဆိုတဲ့အရာမျိုးကျွန်တော်အဲ့လိုကြားရတယ်မြင်ရတယ်ဆိုတော့ကျွန်တော်ဒါသူနဲ့ဆင်ပြေမယ်ဆိုလို့ရှိရင်ဒီကိစ္စတွေအရေးမကြီးတော့ဘူးလေဟိုအရေးမကြီးတော့ဘူးနော်လူကြီးတော့အချိန်နဲ့တည်မှာပဲပေါ့နော်သူကမြေချိုးမိုးရင်ဘယ်လောက်တဲ့အစွမ်းတွေကြာအချိန်နဲ့တည်မှာပဲအတိပ္ပယ်မရှိတော့ဘူးကျွန်တော်ခံစားရချင်မှာအဲ့ဒါလေကျွန်တော်လက်လွတ်လိုက်တယ်လက်လွတ်ပြီးတော့ဆွမ်းနာလိုမျိုးစပြီးတော့ကျွန်တော်ယုံကြည်လာတဲ့ပုံမှာကျွန်တော်ပထမဆုံးကျွန်တော်ပြောဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ယုံကြည်သွားတယ်အဲ့ချိန်မှာကျွန်တော်တော်တော် strong သွားပြီဒါပေမဲ့ကျွန်တော်အစ္စလာမ်ဆိုတဲ့ကျွန်တော်ယုံကြည်တဲ့ပုံစံမျိုးမဟုတ်နေသေးဘူးအဲ့ချိန်မှာကျွန်တော်တကယ်တော့လည်းထပ်ပြီးဆက်ဆက်ပြတ်သွားပြန်စာတင်ပြီးတော့ပါညာနဲ့ကျွန်တော်အဲ့လိုပြန်လေးတွေကျွန်တော်ပြန်ဖြစ်နေအောင်နော်ကျွန်တော်အိမ်အောင်ကျွန်တော်ချစ်သူနဲ့ကျွန်တော်ကြိုက်ပြီးတော့ကျွန်တော်အိမ်အောင်ပြုတော့မယ့်အခြေအနေပေါ့နော်ကျွန်တော်ရည်ရွယ်ထားအခြေအနေမှာကျွန်တော်တို့တရားဝဲတစ်ခုမှာကျွန်တော်ကြားလိုက်တယ်ပေါ့နော်ကျွန်တော်တို့ခရစ်ယာန်နဲ့ပဲဖြစ်ဖြစ်အစ္စလာမ်နဲ့ပဲဖြစ်အဲ့လိုဖန်ဆင်းရှင်ရှိတယ်အဲ့လိုယုံကြည်တဲ့ဘာသာရေးတရားဝဲကျွန်တော်ကိုလိုက်နာကျွန်တော်ဆိုတော့ဖန်ဆင်းရှင်ကျွန်တော်ယုံပါပြီဆိုတော့သူ့ဘာလဲကျွန်တော်လိုက်နာထောင်းနေဆိုတော့အဲ့လိုတရားဝဲတစ်ခုမှာပြောတာကမင်းအဲ့လိုပြန်လှည့်လာလို့ရတယ်ပေါ့နော်အမားတွေကခွင့်လို့မရပါဘူးဆိုတဲ့ပုံစံမျိုးပေါ့အချိန်မနှောင်းအောင်ဆိုတဲ့ပုံစံမျိုးကျွန်တော်အဲ့ချိန်ကျွန်တော်ရန်စိုးနေသွားတယ်လို့ခံစားရတယ်ပေါ့နော်ဘာလို့စိုးနေသွားလဲကျွန်တော်ရှော့တော်စိုးနေသွားလို့ကျွန်တော်အရက်တွေတောက်တယ်အဲ့လိုစိုးတယ်ပေါ့နော်ရက်တောက်တယ်ပါညာကျွန်တော်တို့တိတ်ပြီးတော့မစင်းတော့ကျွန်တော်အမားကြီးရှိနေတဲ့ပုံမှာဝမ်းနေရောက်ရတယ်ဆိုတဲ့ခံစားချက်ပေါ့မဟုတ်တာတွေလုပ်ပြီးတော့ငါသွားပြီးတော့အဲ့လိုအလားတော့ခွင့်လို့မှာပဲဆိုတဲ့ခံစားချက်ရှိတော့ကျွန်တော်တင်ငင်ကျွန်တော်ဖုန်းဆက်တော့ငါ့ကိုဘာသာတရားနဲ့ပတ်သက်တဲ့ကိစ္စလေးပြန်ပြောပြပါဦးနော်သူနဲ့နီးနေလို့ရှင်ကျွန်တော်ကလို့ energy တူခံစားရတယ်လို့သူကြတဲ့ energy ပေါ့နော်ကျွန်တော်မပြောပြတော့အစင်ရမ်းပြည်တယ်မှာကျွန်တော်ရန်ဂျုံနေဆိုတဲ့ခံစားချက်တွေကျွန်တော်အများကြီးရှိကျွန်တော်အရန်အားရတယ်ပေါ့နော်သူကျွန်တော်ဖုန်းတွေပါဆက်ပြီးကျွန်တော်စကားတွေပါပြောပြီးအဲ့ချိန်မှာကျွန်တော်အများကြီးပြန်ပြီးတော့စာတွေပြန်ဖတ်တယ်ကျွန်တော်တို့မဟာစီတစ်ချက်နေကျွန်တော်ရန်နားထောင်အဲ့ချိန်အရန်သဘောကျတယ်ပေါ့နော် thank you လာတို့ paradise တို့ကျွန်တော်အများကြီးနားထောင်တပါဝါတို့အဲ့ချိန်မှာကျွန်တော်ရန်နားထောင်လို့ရှင်လည်းရန်စိတ်ထဲမှာအဆင်ပြေတယ်ပေါ့အဲ့ချိန်မှာကျွန်တော်ရည်သားတယ်
ယူလိုက်တယ်ပေါ့နော်အဲ့မယူခင်မှာပဲကျွန်တော်တကယ်ကျွန်တော်ကောင်မလေးကိုကျွန်တော်ဘာသာရေးနဲ့ပတ်သက်ပြီးရှင်းပြတယ်သူလက်ခံတယ်ပေါ့လက်ခံတယ်ဆိုတော့သူကတော့ရုပ်တရက်ကျွန်တော်တော့အချိန်ကြာကြီးယူခဲ့သူတည်အဲ့လိုကျွန်တော်သူ့စိတ်ထဲမှာဆိုဒီကောင်ကလို့ပေါ်လိုက်ပြောက်လိုက်လူတော့သူတင်ပြောနော်သူ့ကောင်မလေးကယုံနေဆိုတော့သူကထင်တာပေါ့လို့သူ့သဘောကျပြီးတော့ဒီတိုင်းနားထောင်ပေးတာဖြစ်မှာပါသူကလည်းထင်တယ်စာပိုင်းနောက်ကျကျွန်တော်သူတို့ရှိမှကျွန်တော်ကောင်မလေးတွေခေါ်သွားပြီးတော့စကားပြောတဲ့အချိန်မှာသူတိသွားတယ်ပေါ့နော်သူကလည်းသူ့စိတ်နဲ့သူလက်ခံနေတယ်ဆိုတော့သူမေးခွန်းသူရှိနေသူတီးတန့်ခံစားမှုရှိနေသူတီးသွားတဲ့အချိန်မှာကျွန်တော်သူနှစ်ယောက်လုံးပေါ့နော်ပြန်ပြီးတော့ပြန်ဖတ်ခိုင်းတယ်ပေါ့နော်အဲ့ဒါပြန်ဖတ်ခိုင်းတယ်ပြန်ဖတ်ခိုင်းတော့ကျွန်တော်နှစ်ယောက်ပဲတူကျွန်တော်တကယ်ချင်းရှင်းသွားဖတ်လိုက်အဲ့မှာကျွန်တော်ဆက်ပြီး landing လုပ်ခဲ့ရတဲ့ကိစ္စကြတော့ကိုရန်နဲ့ပတ်သက်တဲ့ကိစ္စကိုကျွန်တော် landing လုပ်ခဲ့ရတယ်အလားဘကနေပြီးတော့ကျွန်တော်ဟုတ်ပြီအလားကျွန်တော်ယုံကြည်တယ်ဖန်တီးချင်ယုံကြည်တယ်သူပြောတဲ့စကားကျွန်တော်နားထောင်အောင်ပဲဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုရန်မှာဘာပြောထားလဲဆိုတဲ့ຢာရင်ကျွန်တော်စပြီးတော့နည်းနည်း landing လုပ်ခဲ့အဲ့ချိန်မှာလည်းကျွန်တော်တကယ်ချင်းကနည်းနည်းပို့ပြီးတော့အချိန်ပေးလာနိုင်တဲ့အကျွေးဖြစ်နေတော့စကားလည်းပို့ပြောပြတယ်ကိုရန်နဲ့ပတ်သက်ပြီးကျွန်တော်ပို့ပြီးတော့ထိတွေ့ပြသွားတယ်ပေါ့နော်ကိုရန်နဲ့ပတ်သက်ပြီးထိတွေ့ပြသွားကိုရန်နဲ့အထိပ္ပယ်ပေါ့ဘယ်လိုတွေလာပြောထားတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ထိတွေ့ပြတယ်အဲ့တမန်တော်နဲ့ပတ်သက်တဲ့ကိစ္စကျွန်တော်ထိတွေ့ပြတယ်အဲ့မှာကိုဗစ်တွေပါဖြစ်ကောကျွန်တော်တို့ညကတော့ခိုးပြေးလိုက်တော့မယ်ဆိုကျွန်တော်တခါလေးစဉ်းစားယူလိုက်တော့မယ်ပေါ့နော်အဲ့နဲ့ကျွန်တော်တကယ်ကြကျွန်တော်တို့ညကအနိကာဖတ်ပေါ့ဖတ်တော့ကျွန်တော်ကိုဗစ်ကာလကြီးမှာအနိကာဖတ်ဖို့အတွက်ဆရာကြီးလည်းလိုက်ရှာတယ်တော်တော်များဆရာတွေကကျွန်တော်တို့မဖတ်ပေးဘူးဆိုတော့အစ်စ်တွေလည်းဖြစ်တော့လေပြီးရင်တချို့တွေကလည်းနိကာဖတ်ပေးပြီးတော့မှပြီးရင်ကိုယ့်ဘာသာကိုပြန်ဝင်သွားတာတော့မိဘတွေပြဿနာရှာတယ်လေသူကြောက်တယ်ပေါ့နော်ကြောက်တယ်ဆိုတော့ကျွန်တော်နိကာဖတ်ကမဲ့ဒီလိုအပ်တဲ့အရာတွေပဲသူတို့စီစဉ်ပေးလိုက်တယ်ကျွန်တော်တကယ်ချင်းရဲ့တခြားကျွန်တော်လိုအပ်တဲ့လူတွေရောက်ပဲကျွန်တော်အချင်းချုပ်နေပြီကျွန်တော်နိကာဖတ်လိုက်တယ်ပေါ့နိကာဖတ်တယ်ပြီးကျွန်တော်ယူလိုက်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဂျားထဲမှာကျွန်တော်တို့အလုပ်တွေလုပ်ဘာတွေလုပ်နေကျွန်တော်တို့ရှိတယ်ဒါပေမဲ့နံပါတ်ဖတ်တာကိုကျွန်တော်လေ့လာတာပေါ့နံပါတ်ဖတ်ဖို့လိုအပ်တဲ့ဒီအာရလေးတွေကျွန်တော်အရင်သင်ပြီးတယ်ကျွန်တော်တို့ချက်ပြီးတော့ပြန်ပြီးတော့သူတို့ပြောတယ်ပေါ့နော်ကျွန်တော်ငယ်လေးကျွန်တော်ပြန်ပြောတာအနေမှာတစ်စင်မှန်တယ်ပေါ့ဘာညာသူကထောက်ပြပြီးအဲ့ဒါလေးကျွန်တော်လွတ်ချက်ပြီးတော့နံပါတ်ဖတ်တဲ့ကိစ္စလောက်ကိုကျွန်တော်စပြီးတော့လေ့လာတယ်အဲ့လိုမျိုးနဲ့ပဲတဖြည်းဖြည်းနဲ့တိလာတာပေါ့နော်အရင်ကြီးတော့မြင်မြင်ဆန်ဆန်တက်တာမဟုတ်ဘူးဆိုပေမဲ့ဖြည်းဖြည်းချင်းစီပဲကျွန်တော် landing လောက်ကြတာပေါ့ဟုတ်တယ်လေဒီအရာတစ်ခုစပြီးလေးလာလဲဆိုတာတော့ချက်ချင်းကြီးလေးလာဖို့ဆိုတာလွယ်တဲ့ကိစ္စပေါ့နောက်တစ်ခုကဒီမွေးရပါမွတ်စလင်ဆိုတဲ့သူတွေထဲမှာတော့ခုနလိုအချိန်တိုနဲ့မလေးလာနိုင်တဲ့သူတွေအများကြီးရှိတယ်ဗျဒါအထူးဖြင့်ဒါညီလေးလို့ဆိုရင်နမတ်ဖတ်ဖို့တဲ့ကုရ်အာန်အာယတ်တွေကိုကြက်တယ်ဆိုတဲ့တည်တယ်မလားဒါအရဘီစကားနဲ့ဖြစ်တယ်အဲ့တော့အများကြီးဒါကိုယ်အသစ်ဖြစ်တယ်ပေါ့နော်အသစ်ဖြစ်ရတဲ့အများကြီးအချိန်ယူရမှာပဲဆိုတော့အခုဒီအီမန်ယူတဲ့အကြောင်းကိုပြောလာတော့လေကိုသိချင်တာနောက်တစ်ခုကဒီအီမန်ယူလာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်မိမိကိုမိမိမွတ်စလင်အဖြစ်နဲ့ရက်တည်လာတဲ့နောက်ပိုင်းမှာဒီလက်ရှိပတ်ဝန်းကျင်မှာရှိနေတဲ့မွတ်စလင်အတိုင်းဝိုင်းကရောကိုယ့်ဘော်ဘယ်လိုမျိုးဆက်ဆံမှုတွေရှိခဲ့လဲသူတို့တွေ welcome လုပ်ခဲ့လားဒါမှမဟုတ်သူတို့နဲ့ပတ်သက်တဲ့အတွေ့အကြုံပေါ့နော်ဒီကိုမွတ်စလင်တက်လွင်တယောက်နေတဲ့ငကိုရှိနေပြီးသားမွတ်စလင်အတိုင်းဝိုင်းနဲ့ပတ်သက်တဲ့မိမိကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေတဲ့ပြောပြပေးပါဦးခင်ဗျကျွန်တော်ရဲ့စိတ်တစ်ခုတည်းနဲ့ပဲပေါ့နော်ကျွန်တော်ကကြတော့အပွင့်လေးပြောလို့ရှိရင်လူတွေပေါ်မှာကျွန်တော်အရင်ကယူမဆိုင်ဘူးပေါ့နော်ကယူမဆိုင်ဘူးဆိုတာကကျွန်တော်အီမန်ယူတာကောကျွန်တော်လေးလာခဲ့တဲ့ကိစ္စကတော့လူတွေပေါ် TV တုံးကယူခဲ့တာမဟုတ်ဘူးတခုမှမပါခဲ့ဘူးပေါ့နော်မပါခဲ့ဘူးဆိုတော့ကျွန်တော်တွေ့ရချင်းချက်ပြောတယ်ပေါ့နော်လူမွတ်စလင်တွေကိုမကြည့်နဲ့မွတ်စလင်တကယ်ကျွန်တော်ကမွတ်စလင်တွေကိုမကြည့်ခဲ့ဘူးပေါ့နော်မကြည့်ခဲ့ကြလို့မွတ်စလင်တွေပေါ် negative ဖြစ်တာမဟုတ်ဘူးကျွန်တော်အသိပြီးတော့မကြည့်ဖြစ်ခဲ့တာလည်းပါတယ်သူတို့ပြောတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်သိကယူမဆိုင်ဒါကျွန်တော်နဲ့မဆိုင်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်နဲ့ဆိုင်တာကျွန်တော်နဲ့အလားနဲ့ဆိုင်တဲ့ကိစ္စပဲကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်ကျွန်တော်အလားနဲ့ပတ်သက်တဲ့ကိစ္စပဲကျွန်တော်လေ့လာခဲ့ရဆိုတော့ကျွန်တော်တချို့မွတ်စလင်တွေကျွန်တော်တွေ့တယ်အဲ့တော့ကျွန်တော်နဲ့စကားပြောတဲ့ခါကျလို့ရှိရင်ကျွန်တော်သိချင်တာကအလားနဲ့ပတ်သက်တဲ့ကိစ္စကျွန်တော်သိချင်သူနဲ့အလားနဲ့ကြားမှာဘယ်လိုမျိုးrelationship တခုရှိနေလဲဆိုတဲ့အရာရဲ့သူအလားသူဘယ်လိုမြင်လဲဆိုတဲ့အရာရဲ့ကျွန်တော်ရန်သိကျင်တယ်ပေါ့နော်သူရဲ့ဘဝမှာလာနဲ့ပတ်သက်ပြီးသူခြုံတွေ့ခဲ့ရတဲ့အရာတွေခံစားခဲ့ရရင်ကျွန်တော်ရန်စိတ်ဝင်စားတယ်။ကျွန်တော်ကြားလိုက်ရတဲ့အရာအမြင်နဲ့အဲ့ဒါတွေမဟုတ်အဲ့လိုခိုင်ကနာပွဲတဲ့ဆိုလိုပြဿနာတွေကျွန်တော်ကြားလိုက်ရှိတယ်ပြီးအဲ့လိုနည်းနည်းရန်လိုပြီးပြောတဲ့စကားလေးတွေပေါ့နော်အဲ့လိုကျွန်တော်လည်းကြားရတော့ရှိတယ်
နောက်ကျကျွန်တော်မပြောချင်တော့ဘူးနော်မပြောချင်တော့စားလို့ကျွန်တော်ဒါတွေပဲကျွန်တော်ကြားနေတယ်ပေါ့ကျွန်တော်တကယ်အဲ့စိတ်ဝင်စားဘူးစိတ်ဝင်စားတော့ကျွန်တော်မကြားချင်ဘူးကိစ္စအဲ့တော့တိတ်မပြောပြတော့ဘူးနော်နောက်တစ်ခုကျတော့ကျွန်တော်နောင်မွတ်စလင်ဆိုတဲ့အပေါ်မှာလေကျွန်တော်မပြောပြချင်ဘူးမပြောပြချင်ဆိုတာတော်တော်များများထင်တယ်ပေါ့နော်နောင်မွတ်စလင်ဆိုလို့ရှိရင်သူကသူကငါတို့တက်တာတယ်ဟုတ်သွားလို့အလားပိုချစ်ခံရတယ်ပေါ့ဒါကျွန်တော်အနေနဲ့ကျတော့ကျွန်တော်ငငယ်လေးတွေကသူတို့ဝင်နေတော့မတူခဲ့ဘူးပေါ့နော်ကျွန်တော်အနေနဲ့RB ကျောင်းတက်ပြီးကျွန်တော်ကိုရန်နဲ့ထိတွေ့ပြီးရင်းနှီးခဲ့ရတဲ့ຢာမျိုးတွေမဟုတ်ဘူးကျွန်တော်မသိရတဲ့အများကြီးပဲကျွန်တော်လွဲခဲ့ရတဲ့အများကြီးပဲကိုအဲ့လိုကို supporting ဆိုတဲ့family ပုံစံမျိုးမဟုတ်နေဘူးဆိုတော့ကျွန်တော်ကမနိုင်ဘူးသူတို့နဲ့အားကြတယ်ပေါ့နော်ကျွန်တော်တချို့ကိစ္စကျွန်တော်မသိတာတွေအများကြီးပဲတို့အားလုပ်တဲ့ဘိုင်းမှာကျွန်တော်မသိတဲ့အရာတွေတစ်ခုခုပြောရအောင်ကျွန်တော်မသိတဲ့အရာတွေဆိုလို့ရှိရင်ကျွန်တော်လည်းစိတ်မကောင်းအဲ့လိုမျိုးရှိတယ်သူကကျွန်တော်လို့ပြောတဲ့အခါမှာအဲ့လိုမဟုတ်ဘူးကိုနိုင်အဲ့လိုမျိုးဖြစ်နေရှင်မှာကျွန်တော်ကိုနိုင်နဲ့ကိုရှိနေတော့ကျွန်တော်မသိမှုတွေအများကြီးပဲကျွန်တော်နားမလည်ရတဲ့အများကြီးပဲကိုရမ်ကိုကျွန်တော်တင်ဖို့ကိစ္စကိုကျွန်တော်လုံးလင်ချာလိုက်နေချိန်မျိုးမှာအဲ့လိုကျွန်တော်ပြောကျွန်တော်တမျိုးဖြစ်သွားပေါ့ဝမ်းနေတော့ဗောနော်ငါအလားပေါ်မှာတောင်းဝင်မကြည့်သေးဘူးတကယ်တောင်းဝင်မကြည့်သေးဘူးတောင်းဝင်မကြည့်သေးတဲ့ကောင်မှာပြောနေတော့ငါအဲ့လိုအပြစ်ပိုကြီးသူ့ကိုလေအပြစ်ပိုကြီးသွားသလိုလဲခံစားရတယ်နောက်တစ်ခုကလို့ရီယာမဖြစ်ချင်အဲ့လိုရီယာမဖြစ်ချင်တာနောက်မစနေဆိုတော့လို့ထက်ချင်းစိတ်ကအဲ့လိုတမျိုးဖြစ်သွားမှလည်းကြောက်တယ်သူ့ရှင်မှာကိုလုံးလည်းပြောလို့မရတော့စကားတချို့စကားတွေကိုလေငါတခုလုံးလည်းလို့ရှိရင်အမှားနေဆိုကြည့်မလားအဲ့လိုကျွန်တော်အမြင်လေးဖြစ်လာတော့တမျိုးဖြစ်တယ်နောက်ပြီးကျွန်တော်အရင်ဆုံးမှကျင်ကြတော့နောက်မစနေဆိုတော့ကျွန်တော်အရင်တည်းကအဲ့လိုလွတ်လပ်တဲ့ပုံစံမျိုးကျွန်တော်ရန်သဘောကျတယ်ကိုယ့်ဘက်ကိုတီးတန့်နေခဲ့တယ်ပေါ့နော်ကျွန်တော်အခုလည်းကျွန်တော်မိဘရင်ကျွန်တော်နေနေချိန်မှာတော့မှအရန်စိတ်ရှုပ်ကြတဲ့ကျွန်တော်ပြလိုက်ကျွန်တော်အိမ်မှာစင်ကိုတော်ခွဲနေကျွန်တော်အဲ့လိုတိတ်တိတ်ဆိတ်ဆိတ်နဲ့တယောက်နဲ့နေရသဘောကျတယ်ဆိုတော့ကျွန်တော်မျက်စိတောက်ကြည့်ပြီးတော့လေဓာရီလိုနေဓာရီလိုနေပြီးတော့ကျွန်တော်မကြိုက်ဘူးဆိုတော့လေကလေးတယောက်နဲ့ဆက်ဆံခံရတယ်အဲ့ကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်တည်ရတယ်ပြောထားတယ်တယောက်နဲ့တွေ့လို့ရှိရင်ငါအဲ့လိုမပြောနဲ့အဲ့လိုမပြောပြပါနဲ့ပေါ့နော်ကျွန်တော်ပြောတော့သူတို့လည်းမပြောတော့နာမည်ဆိုလည်းတော့အလီပေါ့တချို့ကမေးတော့တော့ဘာလဲပေါ့နာမသူ့နာမည်အလီပေါ့ပြောလိုက်ရင်ကိုလောအေးပေါ့သူကမွတ်စလင်ပဲဒီလောက်နေမွေးရပါမွတ်စလင်ပုံစံမျိုးပဲကိုနေလိုက်တော့တယ်ပေါ့သူတို့ဟာဟုတ်ကဲ့ဒါပေါ့တကယ်လို့လည်းဖြစ်မှာပေါ့ဒါပေါ့ဟုတ်တယ်တကယ်လည်းမှန်ပါတယ်ညီလေးအခုပြောတဲ့ဟာလေကိုတို့ကိုယ်တိုင်တော်မှလည်းအရင်တော့ဆိုရင်မသိတော့လေအဲ့တော့အများကြီးအခုညီလေးပြောပြတဲ့ပုံစံမျိုးတွေဖြစ်ခဲ့တာလေရှေ့ဥမာမွတ်စလင်တစ်လွင်တယောက်ကိုတွေ့တယ်ဆိုရင်ပို့ပြီးတော့စူးစမ်းခြင်းတဲ့စိတ်ပို့ပြီးတော့သိခြင်းတဲ့စိတ်နဲ့မေးတယ်ဒါပေမဲ့ကိုကပို့ပြီးတော့စူးစမ်းခြင်းတဲ့စိတ်ပို့ပြီးဆက်စုခြင်းတဲ့စိတ်နဲ့မေးတာတစ်ဖက်လူမှာတော့တည့်နေရာထိုင်တဲ့တက်တာမဖြစ်တာပြီးတော့ဒီမှာအစာဆုံးပြန်ပြီးတော့ပြောပြမလို့အဲ့လိုတွေဖြစ်နေခါကျတော့ဒါတစ်ဖက်မှာ comfortable မဖြစ်ပေါ့လေဒါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မွတ်စလင်တိုင်းဝိုင်းကမိတ်ဆွေတွေလည်းဒါဘာဖြစ်အတိတစ်ခုရလိမ့်မယ်လို့ထင်ပါတယ်နော်အကယ်၍ဒီလိုမျိုးကြုံတွေ့ရတယ်ဆိုရင်ဒါသတိထားမယ့်အရာတွေဖြစ်တယ်ဆိုတာပေါ့လေဟုတ်ကဲ့ပါဆိုတော့မွတ်စလင်တစ်လွင်တယောက်အနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေပေါ့နော်အခက်အခဲတွေ challenge တွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေးပြောပြပေးစေချင်ပါတယ်အရေးကြီးဆုံးဒီ challenge ခက်ခဲတော့ဟလာပေါ့နော်အဓိကအရန်ခက်ခဲတယ်ပေါ့နော်ဘာလို့ကျွန်တော်တို့အရင်စားချင်တိုင်းစားနေတာနေစားလို့မရတော့ဘူးပေါ့နော်ပြီးတော့အလုံးလုံးကမှာပဲဖြစ်ဖြစ်ကျွန်တော်တို့မှာအများကြီးအကန့်အသတ်တွေရှိသွားပြီဆိုကျွန်တော်သိတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကျတော့ပုံမှန်ကစားတာပေါ့နော်စားတာကျတော့တို့စားတော့ကလို့စိုင်းရေးစားတယ်ပေါ့တခါမှမရှိခဲ့ဘူးเนาะတချို့တွေတောင်ရှိတယ်ဘယ်လိုပြောမလဲမိုးရင်းကားစားမယ်ဆိုဒီဆိုင်မှာစားတာဒီလိုရတာမျိုးကျွန်တော်အဲ့လိုတော့မရှိတဲ့သူမျိုးကျွန်တော်ဖေးစားဝင်ကျွန်တော်ဒီကကြိုက်ရဆိုလို့ရှိရင်အဲ့ဒါဘယ်လိုစားဝင်နေပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ကဘယ်လိုပြောမလဲဝတ်သားရပါတယ်ကျွန်တော်စားတယ်အဲ့လိုမျိုးဆိုကျွန်တော်အနေနဲ့ပထမဦးဆုံးအစားတောင်းနဲ့ပတ်သက်တဲ့ကိစ္စကိုကျွန်တော်က limit ဖြစ်သွားတယ်ကျွန်တော်အရင်တော့ရေးမကြည့်ပါဘူးကျွန်တော်ကကြိုင်းအသားမဟုတ်တဲ့အားစားရတဲ့ဆင်းပြေတယ်ပေါ့ကျွန်တော်အဲ့လိုတော့ကျွန်တော်ဖြစ်တယ်မုတ်ဆိုင်တွေပဲဝင်သွားရဆိုလို့ရှိရင်ကျွန်တော်ပေါင်မုတ်တွေမှာစားတယ်တငယ်ချင်းတော့ရောက်တော့အဲ့လိုမဟုတ်ဘူးပေါ့နော်ခလာပါထားမှစားလို့ရမှာမဟုတ်ဘူးတော့ငါအသားစားနေတာမဟုတ်ဘူးပေါ့ဒါစားလို့မရဘူးလားဆိုမဟုတ်ဘူးလို့အစီရမတန့်ဘူးပေါ့နော်တချို့ကျတော့West Sea နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလုံးလိုက်တာရှိနိုင်တယ်ပေါ့နော်ဒါ sensitive ဖြစ်သွားပြီပေါ့မဟုတ်ဘူးလားမဟုတ်ဘူးဒါတော့ကျွန်တော်တည်တဲ့ကိစ္စမှာပါဝင်တဲ့ပစ္စည်းတွေပါဒီခါကျရင်သူပြလို့ရှိရင်ပါနေတယ်ပေါ့နော်
အဲ့တော့နည်းနည်းခေါင်းကြီးသွားတော့နော်ဟာအဲ့ဒါကတော့ရှောင်ရတော့မယ်ပေါ့အဲ့ကိစ္စကကျွန်တော်တို့ခလာဒီစားစာနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့ပထမဆုံးခက်ခဲဒီရှာဖွေမှုမှာကြတော့ဟိုအရင်ကြီးတော့မခက်ခဲဘူးလို့ထင်တယ်ပေါ့ကျွန်တော်ငကိုတဲကပတ်စံရှာရင်းရမှာလို့မဟုတ်တာတော့မလုပ်ဘူးပေါ့နော်ဟိုကျွန်တော်တို့ပတ်စံအောင်မတရားယူတာမျိုးတွေအဲ့လိုအဲ့ကျွန်တော်တိတ်မလုပ်တော့ကိုယ်တိုင်မကြိုက်ဘူးဆိုတော့စီးပွားရှာရင်းနေမှာတော့နည်းနည်းအဆင်ပြေတယ်နည်းနည်းတော့ပူရှောင်ပြတ်သွားတာပေါ့နော်ပူတီသွားတော့ပူရှောင်ပြတ်တယ်နောက်တစ်ခက်ခဲကကြတော့မျက်စိနဲ့ပတ်သက်တဲ့ခေပေါ့နော်မကြည့်ရဘူးပေါ့နော်မပိုင်တာတွေမကြည့်ရဘူးဆိုတဲ့ကိစ္စပုံမှန်ဆိုတော့ဟိုဒန်းသွားလန်းလာဟိုချောက်ကြည့်မိတာပဲပေါ့နော်ဒါပေမဲ့ဟိုမျက်စိကိုထိရမယ်အဲ့လေအလေးချင်းမရှိတဲ့ခါမှာနည်းနည်းအနေနဲ့ကြာအခက်ခဲရှိတယ်အစားတောင်းနဲ့ပတ်သက်ပြီးခက်တာတော့လမ်းသွားတဲ့ခါမျက်စိနဲ့ပတ်သက်ပြီးကြည့်ရမယ့်အရာခက်ခဲတာမျိုးရှိတယ်သချင်းနဲ့ပတ်သက်တဲ့အရာမျိုးပေါ့နော်ကျွန်တော်သချင်းရကြိုက်တယ်ရန်နာကိုယ်ကိုယ်တိုင်တော့စိုးရတော့ဝါသနာပါတာဆိုတော့ရန်ခက်ခဲတယ်ကျွန်တော်ဟိုကျွန်တော်တငယ်ချင်းကျွန်တော်ပြောတော့မဟာသီသချင်းတော့နားထောင်လိုက်ပေါ့နော်တခြားအရာတော့ဖြတ်လိုက်တော့ကျွန်တော်မဟာသီသချင်းနားထောင်လိုက်ပြီးဆိုရှင် YouTube ထဲဝင်ပြီးတော့ပထမနားထောင်တာတော့မဟာသီပဲနားထောင်ရင်လည်းကြာသချင်းတွေပါရောက်ကုန်အဲ့နဲ့ဖြတ်မယ်ဆိုအကုန်ဖြတ်မှရမယ်ပေါ့နော်အဲ့နဲ့တခါကျအကုန်ဖြတ်တချင်းတွေအကုန်ဖြတ်ကျွန်တော်အဲ့လိုရင်းတော့တချင်းစိတ်ဝင်စားရဆိုတော့တချင်းရေးပြီးတော့စတူဒီယိုမှာတက်ဆိုတာလေးရှိအဲ့ကိုတချင်းတွေလည်းအကုန်ဖြတ်ပြနားမထောင်တော့ဘူးကွာဖြတ်ပလိုက်ဒါပြပြန်လာတော့ကျွန်တော်ပြီးတော့ပြန်ရှာမယ်ဆိုကိုတချင်းနဲ့မရှိဘူးကိုကdelete လိုက်ပြီးဆိုတော့အဲ့အေးတာပဲကွာတော့ငါတော့ဖြတ်ပလိုက်တာပဲဆိုပြီးတော့ပြန်လေ YouTube ပြန်ဝင်တချင်းတွေပြန်လာတော့ကျွန်တော်မာရဲ့ကိစ္စရန်ဟိုခက်ခဲတော့တချင်းတော့တဲ့ကိစ္စရန်ခက်လို့အဲ့လိုမျိုးလေးတော့ရှိတယ်နောက်တစ်ခုကျတော့ဒီနမဖတ်တာနဲ့ပတ်သက်တဲ့ကိစ္စအခက်အခဲရှိတယ်ပေါ့နော်ကျွန်တော်အရင်တည်းကတော့ကိုစတိုင်နဲ့ကိုနေပြီးတီးတဲ့နေတာပေါ့နော်ကိုအဲ့လိုမျိုးနေရဆိုဟိုတခြားသူတွေမြင်ရှိမှာကျွန်တော်ဝေပြုနေချိန်မှာကျွန်တော်တမျိုးကြီးမြင်သွားမှာပဲဖြစ်ဖြစ်ကျွန်တော်ပြဿနာရှာမှာပဲဖြစ်ဖြစ်လို့ဆက်စုံကျွန်တော်မကြိုက်ဘူးဆိုတော့ကျွန်တော်အဲ့ဒါရှောင်းနေပေါ့နော်ရှောင်းပြတယ်ဆိုတော့ကျွန်တော်တီးတဲ့ကျွန်တော်အဲ့လိုမနေခင်အထိကျွန်တော်ဝေပြုတဲ့ကိစ္စရမ်းခက်ခဲ့တယ်အဲ့လိုညတစ်ခေါင်းကျော်အိတ်တရှင်ညမှာဝေပြုတဲ့ဥစ္စာမျိုးတွေပါတယ်ပေါ့နောက်တစ်ခုကလို့ဒီရိုဇာထားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရမ်းခက်ခဲ့တယ်ပေါ့နော်ခက်ခဲ့ဆိုတော့ခေါ်ပထမတော့အားတတရောငါဒါလုံးပါဘူးမရမကလုံးပါညာနဲ့တကယ်တော့အရင်ပြင်မယ်တယ်ပေါ့နော်အရင်ပြင်မယ်ပြီးတော့ဟိုလွတ်တဲ့ဟာတွေလွတ်တဲ့ဟိုအဲ့လိုမျိုးဖြစ်တိုင်းလည်းရှိဒါမဲ့တော့တက်နိုင်ဆုံးတော့ကောင်းဆုံးတော့ကိုတော့ try တာပေါ့နော်ဒါပေမဲ့အဲ့လိုရမ်တန်လာတော့ကိုကတော့နေတယ်တခါကျရင်လွတ်တယ်လို့မှန်တိုင်းမှန်အဲ့လိုအဆင်မပြေတာတွေအများကြီးကိုကဘယုဒုက္ခတွေဖြစ်နေပေါ့နော်ဟိုပုံရင်းချင်မှာလည်းကိုနဲ့ကိုအဲ့လိုမိမနှစ်ယောက်ပဲရှိတာဆိုတော့ရမ်ဇန်မှာဘယုဒုက္ခတွေပဲဒါပေမဲ့အင်းနှစ်ယောက်ပြီဆိုလို့ရှိရင်တော့ဟိုပတိသွားပြီးတော့ဟိုထိုင်းနေရအောင်ရှက်ရတော့ဘူးတော့ငါအလွဲတွေအများကြီးပဲပြီးလို့ရှိရင်ဟိုလာပြီးထိုင်ပြီးတော့သူများနဲ့ရောရောက်လာအဲ့လိုလုံနေရဆိုတော့တခါကျရင်လည်းစဉ်းစားပြီးတော့ဟိုကီယမန်နေရောက်လို့ရှိရင်ဟိုငါပောက်ခဲ့ရတယ်အများကြီးနဲ့အလိုက်ရှင်မတို့ဟိုတိုးကောင်းတိုးနဲ့ဘယ်လိုသွားမှလဲဆိုပြီးတော့ဟိုစဉ်းစားမိရလေးရှိတယ်ဒါကျွန်တော်ရဲ့အခက်အခဲတွေပေါ့โอเคတကယ်တော့ကျတော့အဲ့ဒီအခက်အခဲတွေကborn muslim ပေါ့နော်မွေးရပါ muslim တွေမှာလည်းကြုံတွေ့ရတာပါပဲဘာလို့ကျွန်တော်တို့ကလူသားတွေပဲလေနော်ကျွန်တော်ဆိုလဲအကူတွေအားလုံးရှောင်နိုင်လားမင်းတော့အားလုံးတော့ပဲရှောင်နိုင်တယ်အဲ့လိုမျိုးပဲဟိုတခြားလူတွေဒီတိုင်းပါပဲဝီနီလေးပြောလို့မျိုးပဲ try ရတာပေါ့လေကိုဟို try နေကြတဲ့သူတွေကြီးပါပဲဟိုဘာမှညီလေးခုနပြောလို့အင်းနေမှာတခြား muslim တွေသွားထိုင်လို့တည်မလားခုရှက်စိတ်မိအဲ့လိုမျိုးမရှိပါဘူးဘာမှမရှိပါဘူးဒါဒီလိုပဲအနည်းဆုံးညီလေးခုလိုရင်ရှက်လာအကောင်းဆုံးစူးစမ်းနေတယ်ဆိုတာကိုကပဲဒါတော်တော်ကိုဟိုလုံလောက်တဲ့တည်တယ်မလားအင်မတန်ဒါစူးစမ်းနေတယ်ဆိုတာတခုကပေါ်လွင်လာပြီးပဲဒီနော်ဒါဒီတိုင်းပါပဲအကိုတို့လည်းဒီတိုင်းပဲကျန်တဲ့သူတွေလည်းဒီတိုင်းပါပဲအားလုံးကတော့ဟိုကိုအကောင်းဆုံးစူးစမ်းနေကြတဲ့လူတွေကြီးပါပဲโอเคဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးအနေနဲ့ညီလေးအနေနဲ့တခုခုဖြည့်ဆွက်ပြီးတော့ပြောချင်တာရှိလားဒီဗီဒီယိုကိုနားထောင်နေတဲ့သူတွေအတွက်ဖြစ်ဒီနောက်ပိုင်းဒီဗီဒီယိုကိုရှေ့ဆက်ပြီးကြည့်မဲ့သူတွေလည်းရှိမှာပဲဆိုတော့သူတို့တွေအားလုံးအတွက်ကိုရည်ရွယ်ပြီးတော့လေနောက်ဆုံးအနေနဲ့ဖြည့်ဆွက်ပြီးတော့ပြောချင်တာတခုရှိတယ်ဆိုရင်ပြောပြပါအောင်ခင်ဗျဟုတ်အဲ့ဒါတော့ဒီဗီဒီယိုကြည့်ရတဲ့သူတွေအနေနဲ့ကျွန်တော်တို့ပြောတာတော့ကျွန်တော်တက်လို့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကတခြားသူကိုလမ်းညွန်ပြတာပြီးတော့လို့ကျွန်တော်တို့ပြောပြနိုင်ဆိုကျွန်တော်မရှိသေးဘူးပေါ့နော်ကျွန်တော်အဲ့လောက်ကျွန်တော်မှအဲ့လောက်မပြောပြတတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဟို
ကျွန်တော်ဒီတိုင်းပဲပို့လို့လည်းကျွန်တော်ပြောပြလိုက်မှာကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးတစ်ခုပဲဟိုတမန်တော်မိုဟာမက်ဆလလောအလိုင်ဝါဆလမ်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ပြောပြချင်တာပေါ့နော်ကျွန်တော်ကလူစနာအရှိဘက်မှာကျွန်တော်ပြောခဲ့သလိုမျိုးပဲကျွန်တော်လောက်ကျွန်တော်ယုံကြည်တယ်ကိုရမ်ကိုကျွန်တော်ယုံကြည်တယ်ပေါ့နော်တော်တော်များများပတ်သက်ရေးတော့ကျွန်တော်မပြောခဲ့ရသေးဘူးနော်ဟုတ်တယ်တမန်တော်မြတ်ကိုကျွန်တော်ပထမဦးဆုံးကျွန်တော်အထင်ပေါ့နော်ကျွန်တော်အထင်များကြတော့ကျွန်တော်တခြားသူတွေပြောတဲ့အရာတွေကိုကျွန်တော်အမြင်နဲ့သိတဲ့အရာတွေမှာကျွန်တော်ကြားလိကြားတာရှိတော့ပြရတာပါဟိုစွာဘာတွေကြောင့်ပို့ပြီးကြားရတယ်စွာဘာတွေတမန်တော်မြတ်ကိုဘယ်လိုမျိုးကာကွယ်ပေးလို့ကျွန်တော်ထင်တယ်နောက်ပြီးတော့တမန်တော်မြတ်ကတရားဟောတယ်ဒါတွေကိုသူလမ်းရှေ့ဆောင်လမ်းပြအနေနဲ့သူပြခဲ့တယ်ပေါ့နော်တမန်တော်စွာဘာတွေကလိုက်ပြီးတော့ကြည့်ကြံတယ်ပေါ့တမန်တော်ပြောတာကိုစွာဘာတွေလိုက်လို့တယ်ကျွန်တော်အဲ့လောက်ပဲကျွန်တော်သိတယ်အဲ့တော့ကျွန်တော်နောက်မှကျွန်တော်သိလိုက်ရတာဗါလဲဆိုလို့ရှိရင်တကယ်တမန်တော်မြတ်ကသူပြောလိုက်ရတယ်သူကအရင်လုပ်တယ်သူကျင်းဆောင်ပြီးတော့သူပြစွာဘာတွေအဲ့လိုက်လို့တယ်သူတရားဟောတာမဟုတ်ဘူးသူကတော့လုပ်ပြတယ်သူလုပ်ပြတာပေါ့နော်သူလုပ်ပြတဲ့အရာကိုလိုက်လို့တာကျွန်တော်ထင်တဲ့အရာတွေအများကြီးဟိုမတူစက်ညမကြီးဖြစ်နေတယ်ပေါ့နော်အဲ့လိုညာတော့တော်တော်များကကျင်းဆောင်ရလို့မဟုတ်တော့တော်တော်များကလို့မျိုးသမီးတွေကိုယူဆိုင်တယ်ယူရတယ်တခြားသူတွေအမြင်မှာလည်းအရန်ရိုတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့သူမျိုးပေါ့ကျွန်တော်မြင်နေကျွန်တော်အရင်တော့ကြားခဲ့ရတာအရန်ကွာသွားတယ်ပေါ့နော်တော်တော်များဒီဟိုအထုပ်ပတိဆိုပြီးတော့ဒီဘာသာပြန်ပေါ့နော်မြန်မာဘာသာပြန်နဲ့ပေတစ်ခုမှတင်တာကျွန်တော်ကြည့်တာပေါ့နော်အဲ့အနေမှာတစ်စက်ကျွန်တော်သိတာသူကတာမန်လူတယောက်အနေနဲ့မဟုတ်ဘဲနဲ့ရန်ဟိုချက်ကိုကောင်းတဲ့သူတယောက်အနေနဲ့ကျွန်တော်ပုံမြင်လာတယ်ပထမဆုံးကျွန်တော်ခံစားတာဝမ်းနေစိတ်ပေါ့နော်ဘာလို့ဝမ်းနေလဲဆိုလို့ရှိရင်ငါအဲ့ချိန်နေတော့ရှိကျင်လိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်ဘာလို့ရှိကျင်လဲဆိုလို့ရှိရင်ငါ့ကိုတော်တော်များကဘလို့သုံးတတ်မလဲဆိုတဲ့အရာမျိုးကျွန်တော်သိချင်တယ်ငါဘလို့သုံးတတ်မလဲနောက်တစ်ခုနေတော်တော်များကသူ့နားမှာရှိတဲ့သူတွေအားလုံးကိုသူကသူ့အချစ်ဆုံးလို့ခံစားစီအောင်ဆက်ဆံခဲ့တယ်တစုံတယောက်ကလည်းအဲ့လိုတော်တော်ငါအချစ်ဆုံးပဲကျွန်တော်တော်တော်များအချစ်ဆုံးလို့ဆက်ဆံတဲ့အရာမျိုးကျွန်တော်လိုချင်တယ်ပေါ့နော်ကျွန်တော်ရကျင်နေတော့စိတ်မကောင်းဘူးပေါ့နော်။ဒါဘာဖြစ်လို့ငါဒီလိုမျိုးဝေးကွာနေရလဲပေါ့နော်။အဲ့တော့ငါနီးနီးကက်ကရှိခဲ့မယ်ဆိုလို့ရှိရင်အရန်အဆင်ပြေမှာပဲအဲ့လိုစိတ်မကောင်းအရန်ဖြစ်တယ်။တမန်တော်မြတ်ချစ်စိတ်ဆိုတဲ့အရာကိုကျွန်တော်မှပို့ပြီးတော့ဝေးလာတယ်ပေါ့နော်။ကျွန်တော်ရင်တော့ဆိုတမန်တော်မြတ်ကိုထိတယ်သူအဲ့လိုတမန်တော်အဲ့လိုဖြစ်ပြောရသူဆိုရှင်ရဲစိတ်တူတယ်ဘာညာတချို့ပြကျွန်တော်နားမလဲတာမန်ဘာဖြစ်လို့အဲ့လို sensitive ဖြစ်နေတာလဲပေါ့နော် serious ဖြစ်နေတာလဲပေါ့ကျွန်တော်တို့ထင်တယ်နောက်ပြီးအလာနဲ့အလာရဆူကိုကိုတက်တက်ကိုပို့ချစ်တာမယ်ရာတော့ပို့ချစ်တာမယ်ဆိုရကျွန်တော်ရင်တော့အဲ့ရမဖြစ်နိုင်ဘူးပေါ့နော်တမျိုးကြီးပဲပေါ့နော်ကျွန်တော်စိတ်ထဲအဲ့နောက်ရကျွန်တော်သိတာဒါအီမန်ရဲ့လက္ခဏာတစ်ခုအနေနဲ့ပါတယ်ပေါ့နော်ကျွန်တော်အလားဘာလို့ပို့ချစ်ကလဲဆိုတော့ရောက်ကျွန်တော်ခံစားမိတာကျွန်တော်ဆိုတဲ့ရောက်ကျွန်တော်မသိခင်နဲ့အလားကျွန်တော်သိတယ်ပေါ့နော်ကျွန်တော်အကြောင်းအလားပို့ပြီးသိတယ်ကျွန်တော်အနီးသက်ဆုံးဖြစ်တဲ့သူပေါ့နော်ကိုယ်လည်းချစ်တယ်လို့လည်းခံစားရတယ်ပေါ့နော်ဘာလို့ဆိုကိုယ်ချစ်လို့လည်းဒီနီယမတ်ဟာမတ်တွေပေးထားတယ်နေနိုင်စွမ်းပေးတယ်စားနိုင်စွမ်းပေးတယ်ပြောနိုင်စွမ်းပေးတယ်ပျော်ရွှင်မှုတွေလည်းအများကြီးရှိတယ်ပေါ့နော်ကိုယ်ဘဝနဲ့တခါကျရင်စိတ်ညစ်ကြတယ်ဘာညာရှိမှတကယ်လည်းကျတော့24နိုင်မှာကြီးတိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေတဲ့ချိန်တွေကတော့ပိုများနေတာပဲပေါ့နော်အဲ့လိုမျိုးဆိုတော့အလားနဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ဆက်ဆံရေးပေါ့နော်အဲ့တော့ကျွန်တော်ပို့ပြီးတိုးချင်တယ်စကြောင်လာတကူလုံးဖန်ဆင်းထားတယ်ဆိုတော့အရှင်ပေါ့နော်အရာလို့ပိုင်နေဆိုတဲ့အရှင်ပြီးတော့ချောမောလှပမှုဆိုတဲ့အရာတွေအကုန်လုံးကိုကအလားလောက်ပူပြီးမချုံတယ်လားချောဆုံးလားဆုံးအမြင့်မြတ်ဆုံးဆိုတော့ကျွန်တော်လူသားဆိုတဲ့အရာကအကောင်းဆုံးဆိုတဲ့အရာကိုကြိုက်တဲ့သူတွေပဲเนาะအချောဆုံးလည်းသဘောကျတယ်အလားဆုံးသဘောကျတယ်အချမ်းသာဆုံးအကုန်လုံးသဘောကျတယ်သူပေါ့နော်ဒါလားမှအကုန်ရှိနေပြီးသားအရာဆိုတော့စဉ်းစားကြည့်မယ်ဆိုတော့လောက်ချစ်တယ်ပေါ့အဲ့လိုမျိုးအချိန်ကြီးရလို့ရှိရင်တွေ့ရမယ်ဆိုလို့ရှိရင်လည်းအရင်လူလလနဲ့တွေ့ချင်တယ်ပေါ့နော်ကိုအကြောင်းအတိဆုံးသူနဲ့ကိုစကားရပြောချင်တယ်ကိုအကြောင်းလူတိုင်းရင်ဖွင့်ချင်တာကြားတယ်ပေါ့နော်ကိုနားလေပြီးလက်ခံပေးရသူဆိုလို့ရှိရင်အမြဲတမ်းရင်ဖွင့်ကြတယ်ဆိုတော့ကိုအကြောင်းကိုတက်ဖို့တည်ရသူကျွန်တော်စကားပြောကြည့်ချင်တယ်နောက်ဆုံးတော့တမန်တော်မြတ်ကိုလည်းကျွန်တော်လူသားတွေရဲ့ခေါင်းဆောင်ပေါ့နော်ဘယ်လိုလူသားတယောက်နေတယ်ဘယ်လိုရက်တည်ရမလဲဆိုတော့နားလေသူဆိုတော့သူနဲ့အနီးနားမှာကျွန်တော်နေချင်တယ်သူနဲ့အဲ့လိုစကားပြောချင်တယ်သူကျွန်တော်ဘာရေးလမ်းညွှန်ပေးမလဲဆိုတော့ကျွန်တော်ရမ်းသိချင်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတချို့ဆုံးဖြတ်ချက်တွေကိုဒီစီရင်ချမယ်ဆိုလို့ရှိရင်ကျွန်တော်စဉ်းစားတာကဒီနေရာမှာတော်တော်များရှိနေလို့ရှင်ငါ့ကိုဘာရွေးခိုင်းမလဲဆိုတော့ကျွန်တော်စဉ်းစားပြစ်တာရှိတယ်
ဥမာကိုပြောမဲ့စကားပဲဖြစ်ကျွန်တော်တစုံတယောက်ကိုကျွန်တော်အထင်သေးမြင်သေးပြောချင်တာပဲဖြစ်တခုကျွန်တော်ရှိရမယ်ဆိုတမန်တော်မြတ်ဒီမှာရှိမယ်ဆိုလို့ရှိရင်ဟောရန်စိတ်ဆိုးသွားနိုင်တယ်ပေါ့နော်ဒီလိသားမကောင်းဘူးပေါ့နော်တမန်တော်မြတ်လုံးမှာမဟုတ်ကျွန်တော်လိုမျိုးစဉ်းစားမိရင်ရှိတယ်အဲ့လိုတမန်တော်မြတ်နဲ့ကိစ္စကျွန်တော်ပြောပြတာပေါ့နော်ကျွန်တော်ပို့ပြီးတော့အလေးနဲ့ထားလာတယ်ပေါ့တမန်တော်မြတ်ကိုအလေးနဲ့ထားလာတယ်နောက်ပြီးတော့အလားကိုချစ်တက်လာတယ်ကိုရမောမှာပို့ပြီးတော့ respect ရှိလာတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဖြစ်လာတဲ့နောက်ပိုင်းကျတော့ကျွန်တော် email နဲ့ပတ်သက်တဲ့အရာကအဲ့လိုပို့ပြီးကောင်းလာတယ်လို့ကျွန်တော်ပို့မြင်မိတယ်ပေါ့နော်ကိုအရာကြီးဟိုဖြစ်တာပြောတာတော့မဟုတ်ပါဘူးကျွန်တော်ပို့ပြီးလက်ခံလာနိုင်စွမ်းရှိလာတယ်အစီအပြေလာကျွန်တော်အရင်တော့ကျွန်တော်လောကလက်ခံလို့မရတဲ့ຢာလက်ခံလာတော့အလားကိုချစ်တာတော်တော်များကိုချစ်တာတချို့စကားလုံးတွေကျတော့အစိမ်းသက်နာတော့မယ်ဆိုလို့ရှိရင်အဓိပ္ပာယ်မရှိနေဘူးလို့ခံစားရတယ်ဒါပေမဲ့ကိုတိုင်အဲ့တော့လက်ခံပြီးသွားတော့မှာအရင်ကအဓိပ္ပာယ်ရှိနေတယ်ပြောပြမတော့ဘူးစကားလုံးတွေတော့မပြတ်တော့ဘဲနဲ့အရင်အဓိပ္ပာယ်ရှိနေတယ်ပေါ့နော်ဒါကျွန်တော်ခံစားချက်ပါပဲဟုတ်ကဲ့အခုလိုမျိုးကျွန်တော်တို့အစီအစဉ်မှာအချိန်ပေးပြီးတော့အခုလိုမမီးရဲ့အကြောင်းတွေကိုပြောပြပေးတဲ့အတွက်ညီလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးအဆုံးမသတ်ခင်မှာကိုတခုလေးထပ်ပြီးတော့မေးချင်တာရှိတယ်ညီလေးရဲ့ဒီမုဟမ္မဒ်အာလီဆိုတဲ့နာမည်ပေါ့နော်ဒီနာမည်လေးကိုဘယ်လိုမျိုးမှဲ့ပေးဖြစ်ခဲ့တာလဲအဲ့ဒါလေးပြောပြပေးပါအဲ့ဒါကျတော့ကျွန်တော်တငယ်ချင်းကဆရာတယောက်ရှိမှသွားပြီးတော့နာမည်ပြီးတော့ကိုကောင်းတယ်ပေါ့အဲ့ဒါဆရာတယောက်ရှိကိုခေါ်သွားရှိပါအဲ့ဒီအပိုင်းမှာမုဟမ္မဒ်အလီကဆုံးသွားတာပေါ့နော်နောက်မုဟမ္မဒ်ကြီးဆုံးသွားဆိုတော့သူကအလီတယောက်တော့ဆုံးသွားပြီဆိုတော့နောက်အလီတယောက်ပေါ်လာပြီဆိုပြီးတော့ကျွန်တော်တို့အလီဆိုပြီးပြီးတယ်မာရှာလာဟုတ်ကဲ့ဆိုတော့ညီလေးတို့ဇနီးမောင်နှံနှစ်ယောက်လုံးပေါ်ကိုအလ္လာဟ်ရှင်မြတ်တကယ်ထံတော်ဘာကနေငြိမ်းချမ်းသာရမှုအဖြစ်ပဲကြားရောက်ပါစေလို့လည်းကိုတို့အနေနဲ့ဆုမွန်တော်ပြုပါတယ်ပြီးတော့ခုလိုကိုတို့အစီအစဉ်မှာလာပြီးတော့ပြောပြပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အစီအစဉ်ကိုဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်ဒီမှာကြည့်ရှုနေတဲ့မိတ်ဆွေတွေအနေနဲ့လည်းမွတ်စလင်တစ်လွင်တယောက်ရဲ့အတွေ့အကြုံတွေခံစားချက်တွေနော်ဖြတ်တန်းလာတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတော့မိမိတို့အတွက်စဉ်းစားစရာတွေးတောစရာနဲ့အသိပညာတိုးပွားစရာတွေရလိမ့်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်အင်ရှာလောတာလာရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့မမီရဲ့ပတ်ဝန်းကျင်မှာမွတ်စလင်တစ်လွင်တွေရှိတယ်ဆိုရင်ကျွန်တော်တို့မြန်မာဒါဝါစင်တာနဲ့ဆက်သွယ်နိုင်ပါတယ်အင်ရှာလောတာလာကျွန်တော်တို့ဘက်ကကျွန်တော်တို့လုပ်ပေးနိုင်တဲ့ကျွန်တော်တို့လုပ်နိုင်တဲ့အတိုင်းအတာအထိကျွန်တော်တို့လုပ်ဖို့အတွက်အများနဲ့အစင်းနဲ့ရှိတယ်ဆိုတာလေးကိုလည်းဒီမှာကြည့်ရှုနေတဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအားလုံးကိုပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်ဝါခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီ